ကဘာတဝမ်းလုံးကယူသွဆွဲလန်းကြတဲ့ကဘာဖလားစုကြီးကိုဘယ်သူတွေကဘယ်လိုပုံစံနဲ့အပင်ပန်းခံဖန်တီးနေကြလဲဆိုတာတင်ရောသိကျင်ဘူးလားဒီလိုမျိုးအနုစိမ့်လာတဲ့လက်ရာရီတမိုင်းဝင်အမှတ်သားတွေပါဝင်နေတဲ့အတွက်ကြောင့်လေဖေဗာဝေါကပ်ဖလားကြီးကကဘာအားကစားလောကမှာတန်ဖိုးအရှိဆုံးနဲ့အလိုအကျဉ်ဆုံးစုတစ်ခုဖြစ်နေရတာပါတာမန်ဆက်ယုံတွေကကျင်းနေတုံးလေးတုံးကဘလုံနီလန်းတွေနဲ့ကဘာကျော်ရွှေရောင်ကဘာဖလားစုကြီးဖြစ်လာတာလေဘောလုံးလောကရဲ့အမြင့်ဆုံးအောင်မြင်မှုတင်ကြတာဖြစ်တဲ့ဒီရွှေရောင်ဖလားကြီးကတကယ်တော့စိုက်ရုံတရုံထဲမှာတမကရှင်ကလှုပ်လိုက်တာမျိုးမဟုတ်ပါဘူးဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရင်ခုန်ရတဲ့ FIFA World Cup ဖလားကြီးရဲ့နောက်ွယ်ကထူးခြားဆန်းပြားလာတဲ့ပြုလုပ်ပုံအဆင့်အကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်တကယ်တော့ဒီဖလားကြီးကိုအီတလီနိုင်ငံမီလန်မြို့နားက GD Pattoni ဆိုတဲ့မိသားစုပိုင်းစိုက်ရုံလေးတစ်ခုမှာအလွန်စိတ်ဆက်သေးချတဲ့လက်မှုပညာရှင်တွေကဖန်တီးကြတာပါအရင်ဆုံးဒီဖလားရဲ့ပုံစံတူပလတ်စတစ်ပုံစံခွက်ကြီးကိုအသုံးပြုပြီးကျင်းနေအရည်တွေကိုပုံသွင်းရာကနေစတင်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကဖလားကြီးရဲ့ဒီဇိုင်းပါကဘာမြေကြီးကိုလူနှစ်ယောက်ကပင်းမာထားတဲ့ပုံစံမျိုးဖြစ်အောင်ပညာရှင်တွေကလက်နဲ့တစ်ချက်ချင်းထွင်ထူကြတာပါပုံသွင်းပြီးသားကျင်းဒီကိုရဲကြီးကိုအချောကင်တဲ့အပိုင်းကတော့တကယ်ကိုစိတ်ရှိရတဲ့အလုပ်ပါဆက်တွေနဲ့ဒီမကာပဲလူကိုယ်တိုင်လက်နဲ့ပွတ်တိုက်ပြီးတော့အစုံအထွက်တွေမရှိအောင်တောက်ပနေအောင်လုပ်ရပါတယ်ပြီးရင်တော့ဖလားရဲ့အောက်ခြေမှာရှိတဲ့အစိမ်းအောင်မာလခိုက်ကြောင်ဝိုင်းလေးတစ်ခုကိုတက်ဆင်ပါတယ်ဒီကြောက်တွေကဖလားကိုပို့ပြီးတော့ခံညာထဲပါသွားစေတာပါအခုအရေးကြီးဆုံးအဆင့်ကိုရောက်ပါပြီအဲ့ဒါကတော့ရွှေရည်စိန်တာပါပဲဖလားကြီးကိုတန်းစင်အောင်အစင်းစင်ဆေးကြောပြီးတဲ့နောက်မှာတော့18ကာရက်ရွှေရည်လေးကိုနှစ်ပြီးတော့လျှက်စစ်ဓာတ်ကိုအသုံးပြုပြီးတော့ရွှေရည်စိန်ပါတယ်ဒီအစဉ်ပြီးသွားရင်တော့ကျွန်တော်တို့မြင်နေရတဲ့ဝင်းဝါတောက်ပနေတဲ့ကဘာဖလားကြီးဖြစ်လာတော့တာပေါ့ဒါပေမဲ့ဒါနဲ့တင်မပြီးသေးပါဘူးဖလားကိုကြာရှည်ခံအောင်အယောင်မမိန်အောင်လို့အပေါ်ကနေအထူးပြုလုပ်ထားတဲ့အယောင်တင်စီ$ထပ်အုပ်ပေးရပါသေးတယ်တင်သိပါသလားလက်ရှိကဘာဖလားမှာဘိုးဆွဲတဲ့အသင်းကိုပေးလိုက်တဲ့ဖလားကတကယ်တော့ရွှေစစ်စစ်နဲ့လှုပ်ထားတဲ့မူရင်းဖလားမဟုတ်ပါဘူးမူရင်းဖလားကြီးကတော့ FIFA ရဲ့ဌာနချုပ်မှာပဲတင်စီထားပြီးတော့အနိုင်ရတဲ့အသင်းကိုတော့အခုနကကျွန်တော်ပြောပြတဲ့အတိုင်းကျင်းဒီပေါ်မှာရွှေရည်စိန်ထားတဲ့ပုံတူဖလားကိုပဲပေးရတာဖြစ်ပါတယ်ဒါပေမဲ့ပုံတူဆိုပေမဲ့လေသူ့ရဲ့တန်ဖိုးနဲ့လက်ရာကတော့ကဘာအဆင်မီပါပဲဖလားရဲ့အောက်ခြေမှာတော့အနိုင်ရရှိခဲ့တဲ့နိုင်ငံတွေရဲ့အမည်တွေကိုတနေ့ချင်းစီအလိုက်ထွင်ထူထားပါတယ်ဒီနေရာလေးကဘောလုံးသမိုင်းကြောင်းတစ်ခုလုံးစူးစီးနေတဲ့နေရာလေးပေါ့ကဘာဖလားပွဲစဉ်တိုင်းမှာကစားသမားတွေကဒီရွှေအောင်ဖလားကြီးကိုနန်းရှိုက်ခွင့်ရဖို့မိနစ်60အတွင်းမှာအစွမ်းကုန်ကြိုးစားကြတာမဆန်းပါဘူးဘာလို့လဲဆိုတော့ဒီဖလားကတာမန်စုဖလားတစ်ခုထက်ပိုပြီးလူသားတွေရဲ့ကြိုးစားအားထုတ်မှုစီလုံးမှုနဲ့အောင်မြင်မှုရဲ့ပြရုပ်တစ်ခုဖြစ်နေလို့ပါပဲဒီလိုမျိုးအနုစိမ့်လာတဲ့လက်ရာရီတမိုင်းဝင်အမှတ်သားတွေပါဝင်နေတဲ့အတွက်ကြောင့်လေ FIFA World Cup ဖလားကြီးကကမ္ဘာအားကစားလောကမှာတန်ဖိုးရှိဆုံးနဲ့အလိုကျဉ်ဆုံးစုတစ်ခုဖြစ်နေရတာပါအခုဆိုရင်တော့ဆက်ယုံတွေကကျင်းနေတုံးလေးတုံးကဘလိုနီလန်တွေနဲ့ကဘာကျော်ရွှေအောင်ဖလားကြီးဖြစ်လာတယ်လေဆိုတာကိုအားလုံးသိလောက်ပြီလို့ထင်ပါတယ်နောက်တစ်ခါ TV ထဲမှာကဘာဖလားကြီးကိုမြင်လိုက်ရတိုင်းဒီနောက်ကပညာရှင်တွေရဲ့လက်ရာတွေကိုပြန်ပြီးတော့သတိရနေမိတော့မှာပါ